အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကလေးတွေကိုအခြေခံစာဖတ်စွမ်းရည်တွေသင်ပေးတဲ့နေရာမှာတကယ်ကိုချီရောက်တဲ့ Jolly Phonics နီလန်းအကြောင်းအတူတူလေ့လာကြည့်ကြရအောင်အထူးသဖြင့်အတန်တွေကိုဘလို့အုပ်စုဖွဲ့မလဲပြီးတော့စတင်လေ့လာသူတွေအတွက်စကလုံးတွေကိုဘလို့ကောင်းဆက်ဖတ်ရှုကြမလဲဆိုတဲ့အချက်တွေကိုအဓိကထားပြီးရှင်းလင်းတင်ပြတော့ပါစလိုက်ကြရအောင်ဒီရှင်းလင်းတင်ပြချက်အလေးမှာအစဉ်60ပေါင်းဝင်မှာဖြစ်သွားတယ်အာယုံခံစားမှုပေါင်းစုံပေါင်းဝင်တဲ့ဖုန်းလေးချင်းကပ်မှုပထမဆုံးအခရာအတန်တွေကိုအုပ်စုဖွဲ့တာအတန်တွေကိုလှုပ်ရှားမှုတွေနဲ့ပို့ခိုင်မောင်းလောက်တာအစာပြိုးလေ့လာသူတွေအတွက်စကလုံးပေါင်းဆက်တာအခရာတွဲတွေကိုအသေးစိတ်လေ့လာတာနဲ့နောက်ဆုံးယုံကြည်မှုရှိတဲ့အစာဖတ်သူတွေလေဘလို့တည်ဆောက်မလဲဆိုတာတွေကိုသင်ချင်းစီတွားကြပါမယ်အပိုင်း1အငယ်နဲ့အာယုံခံစားမှုပေါင်းစုံပေါင်းတဲ့ဖုန်းလေးချင်းကပ်မှုအကြောင်းစပြောကြအောင်အခုမြင်တွေ့နေရတဲ့စာအုပ်မျက်နှာဖုန်းလေးကပေါ့ဒီနေ့ကျွန်တော်တို့အသေးစိတ်လေ့လာသွားမယ့်အကြောင်းအရာတွေရဲ့အသက်ပါပဲအမြင်အာယုံအထောက်အကူပြုပုံတွေလေရင်ရေးဆွဲမှုစွမ်းရည်တွေနဲ့ရုပ်ပိုင်းဆိုင်ရာလှူရှားမှုတွေကိုပေါင်းစပ်ထားတဲ့တကယ်ကိုတက်ကြွပြီးစနစ်ကျတဲ့နည်းလမ်းတစ်ခုဖြစ်ပါတယ်ကလေးတွေအတွက်စာသင်ရတာပျော်စရာဖြစ်လာစေမဲ့တော့ချက်လို့တောင်းပြောလို့ရပါတယ်ကဲအပိုင်းနှစ်ပထမဆုံးအခရာအတန်တွေကိုဘယ်လိုအုပ်စုဖွဲ့မလဲဆိုတာကိုဆက်ချီအောင်ဒီနေရာမှာသတိထားမိမှာတစ်ခုကဒီသင်ရိုးမှာအတန်တွေကို SADIPN ဆိုပြီးပထမဆုံးအုပ်စုအနေနဲ့သေချာရည်ရွယ်ချက်ရှိရှိစုစည်းထားတာပါ ABCD အတိုင်းအစင်လိုက်သွားတာမျိုးမဟုတ်ဘူးလေဘာလို့လဲဆိုတော့ဒီလိုအုပ်စုဖွဲ့လိုက်တဲ့အတွက်ကလေးတွေကစကလုံးအပြည့်အစုံတွေကိုအစောကြီးကတည်းကတိစောက်ပြီးဖတ်နိုင်လာလို့ပါပဲဒီ6တန်ကိုသိုံတဲ့တင်စကလုံးတော်တော်များများကိုဖန်တီးနိုင်နေပြီလေတကယ်ကိုအကြံဉာဏ်ကောင်းမယ်နော်စာမျက်နှာတိုင်းဟာတကယ်ကိုဇလန်းတိုလီတစ်ပုဒ်လိုပါပဲဥပမာဒီမှာဆိုရင်ပုံသဏ္ဍာန်ကိုမှတ်မိဖို့အတွက်မွေးပုံလေးနဲ့စတင်ထားတယ်ပြီးတော့လက်ချောင်းလိုရှားမှုစွမ်းရည်အတွက်အခရာကိုရေးဆွဲခိုင်းတယ်နောက်ဆုံးမှာပုံတွေကိုကြည့်ပြီးအတန်ကိုခွဲခြားသိမြင်စေပါတယ်။အရန်ကိုစနစ်ကျတဲ့အုပ်စုဖွဲ့တင် जा မှုတစ်ခုဆိုတာထင်ရှားပါတယ်။အပိုင်းသုံးမှာတော့အတန်တွေကိုလှုံ့ဆော်မှုတွေနဲ့ဘယ်လိုပို့ပြီးခိုင်မာအောင်လုပ်မလဲဆိုတာကိုလေ့လာကြည့်ကြပါမယ်။ဒီနေရာမှာတကယ်စိတ်ဝင်စားဖို့ခေါင်းဓာတ်လေးပြောပြမယ်။ဥပမာ S အတန်အတွက်ဆိုရင်မွေးတစ်ကောင်လိုလက်ကိုရပ်ပြရတယ်။ A အတန်အတွက်ကြတော့လက်မောင်းပေါ်မှာပူရစိတ်တွေတွားနေသလိုလက်ချောင်းလေးတွေကိုလှုပ်ရှားပြရတယ်ဒီရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေကကလေးတွေရဲ့အာယုံခံစားမှုနဲ့အတန်ကိုတိုက်ရိုက်သွားချိတ်ဆက်ပေးလိုက်တာပါပဲဒါဟာဒီချင်းကပ်မှုရဲ့ဇွန်လင်ကွဲပြားမှုကိုအံ့ဩစရာကောင်းလောက်အောင်တအုပ်ဖော်နေတာပါတင်းနစ်ကစားပွဲကိုကြီးနေတယ်လို့ခေါင်းကိုဟိုးဖက်ဒီဘက်အလဲလာမျိုးဒါမှမဟုတ်လျင်ပြန်တစီလိုလက်မောင်းနစ်ဖတ်ကိုဆန့်ထုတ်လိုက်တာမျိုးတွေကကလေးတယောက်ရဲ့မှညံတဲ့မှာဒီအတန်းတွေကိုအသေးအချာကိုဆွေးမြဲသွားစေတာပေါ့အပိုင်း၄ရောက်ပါပြီစတင်လေ့လာသူတွေအတွက်စကလုံးတွေဘယ်လိုပေါင်းဆက်ဖတ်ချူမလဲဆိုတာလေ့လာကြပါမယ်ဒီမှာအရေးကြီးဆုံးအချက်တစ်ချက်ရှိပါတယ်စကလုံးတွေကိုပေါင်းစပ်ဖတ်ရှုခြင်းတနည်းအားဖြင့် blending လုပ်တဲ့ဆိုတာအခရာတွေကိုတီးယုံတတ်အဆင့်ကနေလက်တွေ့စာဖတ်တဲ့အဆင့်ကိုကူပြောင်းပေးမယ်အဓိကတရားတစ်ဆင့်ပါပဲအတန်တွေကိုခွဲခြားတီးယုံနဲ့မပြီးသေးဘူးလေအဲ့ဒီအတန်လေးတွေကိုတစ်ခုနဲ့တစ်ခုဆက်ဆက်ပေးမယ်ဖို့ကတကယ်ကိုအရေးကြီးပါတယ်စာသင်ခန်းထဲမှာတီနီလန်းကိုတုံးတဲ့အခါအခရာဒီရဲ့အောက်ပါတဲမှရှိရဲ့အမြင်အာရုံအထောက်အကူလေးတွေကိုအရင်ဆုံးအာရုံစိုက်မိပါလိမ့်မယ်ဥပမာ PIT ဆိုတဲ့စကားလုံးလေးရဲ့အောက်မှာရှိတဲ့အဆက်လေးတွေကကလေးတွေအတွက်အများကြီးအထောက်အကူကျစေပါတယ်။ရှာဆရာမတွေအနေနဲ့ကလေးလေးတွေကိုအလေးပေးပြီးတိချဖော်ပြရမှာပါအခရာတလုံးရဲ့အောက်မှာရှိတဲ့အဆက်လေးတစ်ဆက်စီဟာတိချစတန်တန်စီကိုကိုစားပြုတယ်ဆိုတာပါပဲ။စကားလုံးတစ်ခုလုံးကိုမပေါင်းခင်မှာအဲ့ဒီအတန်လေးတွေကိုအရင်ဆုံးတန်ချင်းစီထွက်ပြရမှာပါ။ဒီအဆက်လေးတွေကစာပတ်ဖို့တဲ့အခြေလှမ်းလေးတွေလောက်တင်ဆောက်လို့ရပါတယ်။ကဲနောက်တစ်ဆင့်ကိုဆက်တွားကြည့်အောင်။စီနဲ့ K လို့အခရာအတစ်တွေကိုမိတ်ဆက်တဲ့အခါတပြည့်ညီဖြစ်တဲ့အဆက်လေးတွေရဲ့ဖွဲ့စည်းပုံကိုဆက်လက်ထိန်းသိမ်းထားတာတွေ့ရမှာပါဥပမာ cat တို့ sack တို့မှာပေါ့တခြားကြည့်လိုက်ရင် sack ဆိုတဲ့စကားလုံးမှာ C နဲ့ K ပေါင်းတဲ့အောက်ကအဆက်တစ်ဆက်တည်းဖြစ်ထားတာကိုတွေ့ရမှာပါမယ်ဆိုလိုတာကအခရာနှလုံးပေါင်းပြီးမဲ့အတန်ကတော့တတန်တည်းထွက်တယ်ဆိုတဲ့သဘောပါပဲရှုပ်မတွားဘူးနော်အပိုင်း9အနေနဲ့အခရာထွဲတွေသို့မဟုတ် digraph တွေကိုအသေးစိတ်ထပ်လေ့လာကြည့်ပါမယ်အခုတွေ့ရမယ့်နိုင်ရှင်ချက်လေးကဘဲတရဘဲပေါင်းဆက်ထားတဲ့ရိုးရှင်းတဲ့ခက်လို့စကလုံးတွေကနေပိုပြီးရှုပ်ထွေးတဲ့ digraph တွေစီကိုဘလို့စင်ကဲပြောင်းလဲသွားလဲဆိုတာကိုသရုပ်ဖော်ပြနေပါတယ်အခရာတွဲတွေပါလာပြီးဆိုရင်ပေါင်းဆက်ခြင်းစီးမင်တွေကနည်းနည်းလေးပြောင်းလဲသွားတတ်တယ်လေဒီနေရာမှာအမြင်အာယုံအထောက်ကူပြုအဆက်လေးတွေဘလို့ပြောင်းသွားတယ်လဲဆိုတာတေချာသတိပြုကြည့်ပါ range ဆိုတဲ့စကလုံးတွေက AI အတန်းမှာဆိုရင်အဆက်ကစတဲပေါ်မှာဆက်တိုက်ချေထားတဲ့အမှတ်သားလေးပါလာပါတယ်ဒါရအခရာနှလုံးပေါင်းဆက်ပြီးကွဲပြားတဲ့အတန်တန်တဲကိုဖန်တီးလိုက်တယ်ဆိုတာကိုအတိအကျသရုပ်ဖော်ပြနေရပါကလေးလေအသက်တော်တကယ်ကိုရှင်းလင်းတဲ့လမ်းညွှန်မှုတစ်ခုပါပဲနောက်ဆုံးပိုင်း6ဖြစ်တဲ့ယုံကြည်မှုရှိတဲ့အစောပိုင်းစာဖတ်သူလေးတွေကိုဘလို့တိဆောက်ကြမလဲဆိုတာကိုရလာပါပြီအစပိုင်းမှာယုတ်တိရှိတဲ့အတန်အုပ်စုဖွဲ့မှုတွေလုပ်မယ်
ပြီးရင်ရုပ်ပိုင်းဆိုင်ရာလှုပ်ရှားမှုတွေနဲ့ချိတ်ဆက်မယ်အဲ့ဒီကနေမှတစ်ဆင့်စကားလုံးတွေပေါင်းဆက်ဖို့အတွက်အဆက်လေးတွေကိုစနစ်တကျအသုံးပြုမယ်ဒီလိုအဆင့်ဆင့်တွားခြင်းအပြင်အစောပိုင်းစာဖတ်တတ်မြောက်မှုအတွက်မယုံနိုင်လောက်အောင်ခိုင်းမာတဲ့အခြေခံအုံးမြင့်ကြီးတစ်ခုခုကိုတိဆော့ပေးလိုက်တာပါပဲ ကဲဒီလိုမျိုးတီးကြပြီးလက်တွေ့ကြတဲ့အဆင့်လေးတွေကနေတစ်ဆင့်အတန်းတွေကိုစနစ်တကျတင် जा ပေးခြင်းကစတင်ခိုင်းတဲ့ကခလေးတွေရဲ့စာဖတ်တတ်မြောက်မှုခရီးစဉ်ကိုဘယ်လောက်ထိအန်တော့ဘက်ကောင်းအောင်ပြောင်းလဲသွားစေနိုင်မလဲဆိုတာကိုတွေးကြည့်လိုက်ကြပါအောင်ဒီရှင်းတဲ့တင်ပြချက်လေးကနေအားလို့ထက်အကျိုးရှိမဲ့ဗဟုသုတလေးရရှိနိုင်မယ်လို့မျှော်လင့်ပါတယ်